တော်တို့တွေကစင်ပြေချင်းတွေကိုလက်ခံတယ်စင်ပြေချင်းတွေတွေ့ရတယ်ခြံရည်ပြီးအဲဒီကကျွန်တော်ပြန်ထားနေရပါဆရာတွေကိုရင်ဆိုင်ကြအောင်လူလဲချင်းတွေကတမ်းပါလို့အကြောင်းပြကျွန်တော်တို့ငယ်ငယ်ကလမ်းလျှောက်တက်စားခဏခဏလူလဲပူချင်နောက်တော့ပြည့်ပြည့်လက်ရှောက်နေကြလူလဲချင်းတွေကတမ်းပါလို့အတွက်ငယ်ငယ်ချင်းအားငယ်ချင်းဝမ်းနဲ့စိတ်ပြည့်ချင်းလူလဲကြေပွဲချင်းတွေကတမ်းပါလို့စမ်းသပ်တဲ့အကြောင်းကျွန်တော်တို့ဒူးမထောက်စတဲ့တိုက်ထုတ်မလုပ်ကြဘူးဒါမှတမ်းပါတဲ့သူဖြစ်ပါတယ်ဘောကမှာကျွန်တော်တို့ကတောင်ကပယံကတစ်ပင်ကိုရှင်းတတ်ကြအောင်။တရားတွေနဲ့ပြိုလဲခြင်းတွေကတမချင်းကိုပြောင်းခြင်းအကြောင်းပြရတယ်။ခဏခဏပြိုလဲခြင်းကထပ်ထပ်အကြောင်းပြဆိုတဲ့ကျွန်တော်တို့တန်ပါတဲ့သူဖြစ်ရုံးတယ်ရှင်းတတ်ကြရတယ်။ဣဗရာလင်ကပြောတာမင်းလဲကြတာစိတ်မင်းပြန်မထမ်းပါနဲ့စိတ်ကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြကြပြန်မှပြန်